psychology ဆိုတာလူတွေကိုကူညီဖို့တခုအတွက်ပဲရှိနေတာလားဆိုတော့လဲမဟုတ်ပါဘူးတစ်ဖက်မှာလည်းပေါ့နော်ဒီ psychology ပညာရပ်ကိုအသုံးချပြီးတော့မှလူတွေကိုလှည့်စားဖို့လူတွေကိုကိုချဲလဲခြင်းတိုင်းချဲလဲဖို့အတွက်ကိုအသုံးချနေတဲ့ dark psychology ဆိုတာရှိနေရပေါ့နော်ဒီလိုမျိုးတွေကလူတွေကိုသိစေနိုင်တဲ့လက်နက်တစ်ခုလိုပါပဲကိုကဘယ်လိုမျိုးနေရာမှာအသုံးချမလဲဒီပညာရပ်ကိုပေါ့နော်ကောင်းတဲ့နေရာမှာအသုံးချမှာလားဆိုးတဲ့နေရာမှာအသုံးချမှာလားဆိုပြီးတော့မှဒီဟာကကောင်းလဲကောင်းသွားနိုင်တယ်လို့ဆိုးလဲဆိုးသွားနိုင်တယ်ပေါ့နော်အဲ့တော့ဒီနေ့မှာဆိုလို့ရှိရင် dark psychology နည်းနဲ့အသုံးချပြီးတော့မှကိုယ့်ပေါ်မှာလွှမ်းမိုးဖို့စ조사နေတာလားဆိုတာကိုသိနိုင်မဲ့နည်းလမ်း၃ခုကိုပြောပြပေးတော့မှာဖြစ်ပါတယ်ပထမအဆုံးကတော့ဒီ gaslighting လို့ခေါ်ရပေါ့နော်ကိုတန်တရားဖြစ်အောင်လုပ်တာကွာကိုထင်အောင်ထင်မှားဖြစ်အောင်လုပ်လိုက်တာအဲ့ဟာတော်တော်ဆိုးတယ်ပေါ့နော်ဟိုနင်ကဒီငါကဒီလိုမျိုးပြောတာမဟုတ်ပါဘူးပေါ့နော်နင်ကဆက်ဆက်ထိမခံဖြစ်နေတော့ဒီလိုဖြစ်ရတာပါနင်ထင်နေလို့ပါဆိုတဲ့စကားလုံးတွေနဲ့ကွာသိလားကိုယုံကြည်နေတဲ့အရာကိုမှန်နေတဲ့အရာကိုထင်အောင်ထင်မှားဖြစ်အောင်လုပ်ပြီးတော့မှကိုရဲ့ဆုံးဖြတ်ချက်တွေကိုဝေဝါးသွားအောင်လုပ်ပလိုက်တာအဲ့လိုမျိုးလုပ်ပြီးတော့မှသူ့ကိုပဲပြည့်ယုံအောင်လုပ်ပလိုက်တာပေါ့နော်သူ့ကိုပြည့်ယုံအောင်လုပ်ပြီးတော့မှသူ့ပုံမှာလွှမ်းမိုးမှုရအောင်သူကလုပ်ပလိုက်တာအဲ့ဒီဟာကတော်တော်ဆိုးရပေါ့နော်ဒီ gaslighting နေရကြတော့လေနောက်တစ်ခုကကြတော့ဒီအချစ်တွေကိုပုံအောပြီးတော့မှပေးတာကွာဒီ relationship တွေမှာဆိုလို့ရှိရင်တော်တော်များများကြားဘူးကြမှာပေါ့နော်မကြုံဘူးဆိုလို့ရှင်တော့ဒါကြားဘူးနေကြတာပေါ့ပထမအစပိုင်းမှာဆိုလို့ရှိရင်သူနဲ့ကိုနဲ့တွဲနေတဲ့အချိန်မှာဖြစ်ရီးစားပဲဖြစ်ပေါ့နော်ဒီအိမ်ထောင်ဖက်ပဲဖြစ်ပထမအစပိုင်းမှာဆိုလို့ရှင် तू ကခယူးဆိုင်မှုတွေအရန်ပေးတယ်ကျင်နာမှုတွေကကဘာပေါ်မှာသူ့လောက်ကျင်နာယူရဂယူးဆိုင်နိုင်တဲ့သူမရှိတော့လောက်အောင်ကိုပေါ့နော်အဲ့လိုမျိုးကြီးကျင်နာယူရဂယူးဆိုင်မှုတွေပေးတယ်ဒါပေမဲ့သူကချိန်ကြာလာတဲ့မြတ်ပေါ့နော်ကိုနဲ့ဆက်ဆံလာတဲ့အချိန်တွေတူရှိလာတဲ့အချိန်တွေကြာလာတာနဲ့မြတ်သူကဒီလိုမျိုးကိုပေါ်မှာကောင်းခဲ့တာတွေကိုဖြတ်တောက်ပလိုက်တယ်ဖြတ်တောက်ပလိုက်ပြီးတော့မှသူကကိုပေါ်မှာစိတ်ပိုင်းဆိုင်ရာရလွှမ်းမိုးအောင်စူးစမ်းတယ်ပြီးတော့မှကိုစိတ်ပိုင်းဆိုင်ရာရညှိမှန်းနှိပ်စက်တာပေါ့နော်ဒီလိုမျိုးကျင်နာမြူးရမှုတွေမပေးတော့ဘဲနဲ့ခက်တန်ကြမ်းတမ်းသွားတာမျိုးတခြားတယောက်လိုပုံစံမျိုးပြောင်းသွားတာမျိုးတွေကွာ relationship တွေမှာဆိုလို့ရှိရင်ဒီလိုမျိုးတွေပေါ့အချစ်ကိုပုံအော်ပြီးပေးတဲ့နည်းတွေနဲ့ dark psychology နည်းတွေနဲ့တယောက်တစ်ဖက်သားရဲ့စိတ်ပိုင်းဆိုင်ရာကိုညှိမှန်းနှိပ်စက်ဖို့စူးစမ်းတာဒီနောက်တစ်ခုကကြတော့သေးရာကနေကြီးရာကိုသွားတယ်ပေါ့နော် foot in the door technique လို့ခေါ်ရပေါ့နော်ဒါကကြောင့်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကိုစီမှာအကူအညီအကြီးတွေတောင်းချင်တဲ့အခါမှာပထမဦးဆုံးအနေနဲ့အကူအညီအကြီးကိုတစ်ခါတန်းတောင်းတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော် small step လေးတွေကနေပြီးတော့မှအကူအညီသေးသေးလေးတွေတောင်းပြီးတော့မှအကူအညီအကြီးတို့တောင်းတာမျိုးပေါ့နော်ဥပမာပတ်စံတင်းထောင်ချီးချင်နေတဲ့လူတယောက်ကကွာပထမဦးဆုံးကပတ်စံတင်းထောင်ချီးပါအောင်လို့မပြောဘူးကိုစီမှာ10သိန်းလေးချီးပါအောင်15သိန်းလေးချီးပါအောင်ဆိုပြီးတော့မှကိုယ့်ရဲ့စိတ်ကိုတဖြည်းဖြည်းအားနာပြီးတော့မှချီးပေးပြီးတော့မှလိုက်လုံမိနေအောင်သူကလှုပ်တာကွာဒီလားတဖြည်းဖြည်းနဲ့နောက်ဆုံးကြတော့ရှင်သူလိုချင်တဲ့သိန်းတစ်ထောင်လဲကိုကအားနာပြီးတော့မှဒီလိုပဲချီးပေးမိသွားတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးဖြစ်အောင်သူကကိုယ့်ပုံမှာလွှမ်းမိုးတာပေါ့နော်အဲ့လိုမျိုးတွေကိုဒီလိုမျိုးပြောပြသွားတဲ့အချက်၃ချက်တွေကိုဘယ်လိုမျိုးကာကွယ်လို့ရမလဲပေါ့နော်တယောက်ကနေပြီးတော့မှကိုယ့်စီမှာလာပြီးတော့မှ dark psychology နည်းတွေနဲ့လွှမ်းမိုးဖို့စ조사နေရဆိုလို့ရှိရင်ကိုကဘယ်လိုမျိုးကာကွယ်လို့ရမလဲဆိုတော့ခါကြတော့ကိုယ့်ရဲ့ခံစားချက်ကိုအရင်ဦးဆုံးပေါ့နော်ကိုကယုံကြည်ဖို့လိုတယ်ဒါကဘာလဲဆိုလို့ရှိရင်ကွာတယောက်နဲ့ဆက်ဆံနေရတဲ့အခါမှာကိုယ့်ရဲ့ခံစားချက်ကတခုခုခံစားနေရတယ်ဘာနော်ထူးဆန်းတယ်လို့ခံစားနေရတယ်ဆိုလို့ရှိရင်အဲ့ခံစားချက်ကိုကိုကယုံကြည်ပါဒါကဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုယ့်ရဲ့မသိစိတ်ကနေပြီးတော့မှဒါကမဟုတ်တော့ဘူးအချင်းနေမဟန်တော့ဘူးဆိုတာကိုပြောပြနေတာဖြစ်နိုင်တယ်ကွာအဲ့တော့ကိုယ်ခံစားချက်ကိုကိုအရင်ဆုံးယုံကြည်ကိုယ်ခံစားချက်ရဲ့ခိုင်းရတိုင်းကိုလိုက်လို့ဖို့လိုတယ်နောက်တစ်ခုကကြတော့ပေါ့နော်ဒီ no လို့ပြောဖို့ကိုမကြောက်ပါနဲ့ကိုညင်းပါကိုမလုပ်ချင်တဲ့အရာကိုမဖြစ်ချင်တဲ့အရာတွေကိုဆိုတယောက်ကလွှမ်းမိုးဖို့စ조사နေပြောခိုင်းနေပြီဆိုလို့ရှိရင်ကိုမလုပ်ချင်ဘူးဆိုလို့ရှိရင်မလုပ်နိုင်တဲ့အကြောင်းကိုညင်းဖို့အတွက်လုံးဝမကြောက်ပါနဲ့နောက်တစ်ခုကဒီ boundaries ထားတာပေါ့နော် boundaries ထားတာကဒီ dark psychology တွေကနေပြီးတော့မှကာကွယ်ဖို့အတွက်အကောင်းဆုံးလက်နက်လို့တောင်ပြောလို့ရတယ်စီးထားပါငါဒီဟာကိုမလုပ်နိုင်ဘူးဒီဟာကတော့မရဘူးဆိုတာမျိုးတက်တာစီးထားတာမျိုးပေါ့နော်အဲ့လိုမျိုးစီးထားတာကတကယ်ကိုကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပါတယ်ဒီတော့ကို့မှာရောဒီလိုမျိုးပေါ့နော် dark psychology နည်းနဲ့ပေါ့နော်တယောက်ကကို့ပုံမှာလွှမ်းမိုးဖို့စ조사နေတယ်ဆိုတာမျိုးကိုကြုံဘူးလားကြုံဘူးတယ်ဆိုလို့ရှိရင်လည်းဒီ comment လေးမှာဝေမျှပေးပါအောင်နော်မင်္ဂလာပါကျမကတော့ mental health counselor psychology inform life coach တယောက်ဖြစ်ပါတယ်ကျမစီမှာ mental health နဲ့ပတ်သက်ပြီးတော့မှ counseling ယူလို့ရပါတယ်ရှင်